တော်ရင်သားကြီးတင်ဆက်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်အဆုံးအထိကြည့်ရှုပေးဖို့မျှော်လင့်ပါတယ်ပတ်ဝန်းကျင်တစ်ခွင်ကတော့တိတ်ဆိတ်ငြိမ်သက်ပြီးတော့နေကြီးစပွဲကောင်းလာပါတယ်ဒီစိုက်ခင်းကတော့ပီလုံးပီနံစိုက်ခင်းလို့ယူဆပါတယ်သူကအောက်မှာဥတဲ့အပင်မျိုးဖြစ်နိုင်ပါတယ်ပီလုံးပီနံလားဝဥလာတော့ဒီပြဒီပင်ကြံကြီးနေဒီက20လောက်ရှိမယ်ထင်ပါတယ်ခမန်းကြီးကဒီက20လောက်ရှိမယ်ထင်ပါတယ်ဒီမှာတော့စီယုံမင်းနေပတ်စံရှာဖွေခြင်းတွေစညစ်စရာတွေကိုခိတခဏမိတ်ထားပြီးတော့ဂျွန်ဘူရီရဲ့အလားအပထဲမှာကျွန်တော်ပျော်ရွှင်နေပါတယ်ပျော်ရွှင်မှုတွေကူးဆက်ကြပါစေအဆုံးအထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ